သက်ဆန်ကနဲ့ရွယ်ဒေးဗစ်ဆိုတဲ့ကောင်လေးတယောက်ဟာလုံခြုံရေးထက်ထက်ချထားတဲ့ဗန်ရဲမိခံတက်ထတွေကိုစိတ်နဲ့ခုန်ကူးပြီးငွေတွေကိုသူ့အခန်းထဲအပြည့်ခိုးယူနိုင်ခဲ့ပါတယ်။ဒါဟာတနေရာကနေတနေရာကိုစိတ်ကူးလိုက်ုံနဲ့တွားနိုင်တဲ့ဂျမ်ဘာစွမ်းအားဖြစ်ပြီးဒီစွမ်းအားရလာဖို့အတွက်လွန်ခဲ့တဲ့ရက်ကအကြောင်းဖန်ခဲ့တာပါ။ဒေးဗစ်ကနှင်းပေါ်လုံးလေးကိုသူ့ရဲ့ crash ဖြစ်တဲ့မီလီကိုပေးဖို့လုပ်နေစဉ်မှာဘူလီကောင်ဖြစ်တဲ့မတ်ကနှင်းပေါ်လုံးကိုကြားဖြတ်လူယူကရေခဲပင်ပေါ်ကိုပြစ်ချလိုက်တာကြောင့်ရေခဲပင်ပေါ်အထိနှင်းပေါ်လုံးလေးကိုတွားကောက်တဲ့အချိန်ခြေထောက်အောက်ကရေခဲပင်ကျွံကျပြီးရေထဲကိုကျသွားခဲ့ပါတယ်။ရေခဲပင်ရဲ့အောက်ကနေအပေါ်ပြန်တက်ဖို့ရုန်းကန်နေရင်အသက်လူနေတဲ့အချိန်မှာရုတ်တရက်စာကြည့်တိုက်တဲ့ကိုရောက်သွားခဲ့ပါတယ်။ဒီဂျမ်ဘာစွမ်းအားကိုသူကိုယ်တိုင်တောင်ဘာမှမသိသေးသလိုပထမဆုံးချိန်မတိစိတ်ကနေအသုံးပြုမိသွားတာပါ။အဲ့ဒီနောက်မှာတော့လူတွေဝိုင်းကြည့်နေတာကြောင့်စာကြည့်တိုက်တဲ့ကနေအိမ်ကိုပြန်ခဲ့လိုက်ပါတယ်။အိမ်ပြန်ရောက်တော့အမေမရှိတော့တဲ့အိမ်မှာဖခင်ဖြစ်သူဝီလီယံနဲ့နှစ်ယောက်ထဲနေတာဖြစ်ပြီးအဖေနဲ့ကလည်းမတက်အတူနေတယ်ပါ။သူ့အဖေကစူပူချင်းမောင်းပြီးအခန်းထဲဝင်လာဖို့လို့တော့ဒေးဗစ်ဟာစာကြည့်တိုက်တဲ့ကိုနောက်ကကြိမ်ရောက်သွားပြန်ပါတယ်။ဒီကြိမ်မှာတော့သူ့ကိုယ်သူဂျမ်ဘာတယောက်မှန်ထီးသွားခဲ့ပြီးဖခင်ဖြစ်သူနဲ့လည်းမတည့်သလိုကျောင်းမှာလည်းအဆင်မပြေတာကြောင့်အိမ်ကနေထွက်ပြီးမြို့ကိုသွားဖို့အတွက်ငွေချို့နဲ့သူ့အမေဓာတ်ပုံလေးကိုယူလာခဲ့လိုက်ပါတယ်။သူမထွက်ခွာခင်လေးမှာမီလီအိမ်ကိုသွားပြီးနှင်းပေါ်လုံးလေးကိုတိတ်တဆိတ်ထားခဲ့လိုက်ပါတယ်။မြို့ကိုရောက်တော့သူစွမ်းအားကိုအမျိုးမျိုးစမ်းသပ်ကြည့်ပါတယ်။ပုံတွေကိုကြည့်ပြီးဆက်သက်ပြင်းနဲ့သူ့အမေနဲ့အတူရိုက်ထားတဲ့ပုံလေးကိုတွေ့တော့သူငယ်ငယ်ကရောက်ဖူးခဲ့တဲ့ Empire State မြောက်စင်းကိုစိတ်ကူးထဲမှာပေါ်လာရင်းကနေသူကိုယ်တိုင်မှာရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျမ်ဘာစွမ်းအားဆိုတာတနေရာကနေတနေရာကိုခုန်ကူးဖို့အတွက်သူကိုယ်တိုင်ရောက်ဖူးမြင်ဖူးမှခုန်ကူးလို့ရမယ်ဆိုတာသိလာခဲ့ပါတယ်။နောက်နေ့မှာတော့စွမ်းအားကိုအသုံးချဖို့ဘန်တစ်ခုကိုသွားပြီးအတွင်းပိုင်းကိုတေချာမှတ်သားခဲ့ပါတယ်။ညရောက်တဲ့အခါဘန်ထဲကိုခုန်ကူးပြီးငွေတွေကိုကြိုက်တလောက်ယူပြီးတဲ့နောက်မှာအခန်းထဲမှာငွေတွေကိုအိပ်ယာချင်းတစ်ဖြစ်ထားပြီးပျော်ရွှင်နေပါတော့တယ်။နောက်နေ့မှာလုံခြုံရေးဌာနကလို့အယောင်ဆောင်ထားတဲ့ရိုလန်ရောက်လာပြီးဘန်ဖောက်ထွင်းမှုကိုစုံစမ်းပါတယ်။ရိုလန်ဟာဂျမ်ဘာရဲ့အကြောင်းကုန်သိသူဖြစ်ပြီးဘန်ကိစ္စကိုလည်းဂျမ်ဘာတယောက်ရဲ့လက်ချက်မှန်သိနေခဲ့ပါတယ်။နောက်ရှင်းနေကြသွားတဲ့အခါဒေးဗစ်ဟာစွမ်းအားကိုအပြည့်စုံထိန်းချုပ်နိုင်နေပြီဖြစ်ပြီးနယူးယောက်ကဇိမ်ခန်းတိုက်ခန်းမှာဖြတ်သန်းနေပါပြီ။အပျော်ပါးရှာကိုအိမ်ကနေထွက်သွားတဲ့နောက်မှာဘားတစ်ခုကိုရောက်တော့ကောင်မလေးကိုဖွန်ကြောင်ဖို့ကိုတောင်ခုန်ကူးရင်းပျော်ပါးနေခဲ့ပါတယ်။ထို့လူကြားမရှောင်စိတ်ကြိုက်ခုန်ကူးနေတာကိုလူတစ်ယောက်ကစိတ်ပြက်စွာကြည့်နေခဲ့ပါတယ်။အဲနောက်တော့ကောင်မလေးကိုခေါ်ကကမ်းဖီလမှာရေကူးလိုက်အီဂျစ်ပီရမစ်ကိုတွားလိုက်နဲ့လောကစည်းစိမ်တွေကိုခန်းစားနေတာပေါ့။တောင်အာဖရိကရဲ့တော်တွင်းနေလာမှာတော့ရိုလန်ဟာဂျမ်ဘာတယောက်ကိုလျှက်စစ်ကြောတွေနဲ့ထောင်ချောက်ဆင်ဖမ်းပြီးမင်းတို့ဟာလောကရဲ့နိယမကိုစန့်ကျင်တဲ့မကောင်းဆိုးပါရီမို့ဒေးတဲ့ဟုဆိုကကိစ္စတုံးပေးလိုက်ပါတယ်။ထိုအချိန်မှာပဲဘန်ဖောက်ထွင်းမှုနဲ့ပတ်သက်ပြီးတဲလွန်စာရပြီးလို့ဖုံးဆက်လာတာကြောင့်ချက်ချင်းထွက်ခဲ့ပါတယ်။ဒေးဗစ်ကအခန်းကိုပြန်ရောက်တော့မူမမှန်စာကိုတတိထားနေစဉ်ရိုလန်ပေါ်လာပြီးတိုက်ခိုက်ခံရပါတယ်။ဒေးဗစ်ကခုခံပြီးမိတစ်ဖက်လူကဂျမ်ဘာတွေကိုတိုက်ခိုက်ဖို့ပြုလုပ်ထားတဲ့လျှက်စစ်ရှော့တုံးနဲ့တိုက်ခိုက်နေတာကြောင့်ရောက်ဖူးတဲ့နေရာတွေကိုတောင်ခုန်ကူးလို့မရနိုင်ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ငွေချို့ယူပြီးတနေရာကိုခုန်ကူးကထွက်ပြေးနိုင်ခဲ့ပါတယ်။အခန်းထဲမှာကြံခဲ့တဲ့ရူလန်ဟာတဲလုံးဆောက်တွေကိုရှာဖွေရင်းနဲ့မီလီရဲ့ထပ်ပုံတွေကိုလည်းတွေ့သွားခဲ့ပါတယ်။ဒေးဗစ်ခုန်ကူးသွားတာဟာငယ်ဘဝကနေခဲ့တဲ့သူ့အိမ်ရဲ့အခန်းထဲကိုဖြစ်ပြီးသူ့အဖေနဲ့ရင်မဆိုင်ခြင်းသေးတာကြောင့်မီလီရဲ့နေအိမ်ကိုထွက်လာခဲ့ပါတယ်။မီလီရဲ့အိမ်ကိုရောက်တော့မီလီရဲ့အမေကဒေးဗစ်အသက်ရှင်နေတာကိုတွေ့တော့ဝမ်းသာစွာပွဲဖက်ရင်မီလီကမြို့တဲကဘားတစ်ခုမှအလုပ်ဝင်နေတယ်လို့ပြောတာကြောင့်ဘားရှူတာကိုထွက်လာလိုက်ပါတယ်။ဘားကိုရောက်တော့မတွေ့တာကြားပြီးဖြစ်တဲ့ crush လေးမီလီကိုအဝထိုင်ကြီးကြည့်ပြီးတဲ့နောက်ပြန်ထွက်လာတဲ့အချိန်ငယ်ငယ်ကဘူလီကောင်ဖြစ်တဲ့ Mark နဲ့တွေ့ပါတယ်။ထိုအချိန်မှာပဲမီလီလည်းရောက်လာတဲ့နောက် Mark ကမီလီကိုကိုထိလက်ရောက်စော်ကားနေတာကြောင့်တယောက်တစ်ချက်စီထိုးကြရင်းနဲ့ဒေးဗစ်ကငယ်ငယ်ကဖောက်ထွင်းခဲ့မှုတဲ့ဖန်တဲ့ကို Mark ကိုပါခေါ်သွားပြီးထားခဲ့လိုက်ပါတယ်။အဲဒီနောက်ဒေးဗစ်နဲ့မီလီတို့ပြန်ဆုံကြပြီးစကားပြောကြရင်ခရီးသွားဝါသနာပါတဲ့မီလီရဲ့အီမတ်ကိုဖြည့်ဆည်းပေးဖို့အတွက်ရောမမြို့ကိုခေါ်ခဲ့လိုက်ပါတယ်။ရောမမြို့မှာစောင့်လဲကြရင်ကော်လိုစီယမ်တပ်ပုတ်ကွင်းကိုရောက်တော့တကားတွေပိတ်နေပြီဖြစ်တာကြောင့်ဒေးဗစ်ကအတွင်းဘက်ကိုခုန်ကူးကတကားဖွင့်ပြီးကော်လိုစီယမ်နဲ့ဝင်ခဲ့ကြတာပေါ့။တနေရာရောက်တော့လူတယောက်နဲ့စုံပါတယ်။ထိုလူကသူ့နာမည် Griffin ဖြစ်ပြီးသူလည်းဂျမ်ဘာတယောက်ဖြစ်ကြောင်းပြောရင်းနဲ့ဒေးဗစ်ရဲ့ပေါ်ပေါ်ဆဆနေထိုင်မှုကြောင့်ဂျမ်ဘာတွေကိုလိုက်လံတပ်ဖြတ်နေတဲ့ Paladins အဖွဲ့ဟာဒေးဗစ်ရဲ့နောက်ကိုလိုက်လာပြီးဖြစ်ကတိုက်ခိုက်ဖို့လာတဲ့လူနှစ်ယောက်ကိုညွှန်ပြလိုက်ပါတယ်။လက်နက်ကိုစီနဲ့ Paladins နှစ်ယောက်ကိုဒေးဗစ်ကမနိုင်ပေမဲ့ Griffin ကသူတို့ကိုအလွယ်တကူနှိမ်နှင်းလိုက်ပြီးအဆောင်တွေရောက်လာတဲ့ကြောင့် Griffin က Paladins နှစ်ယောက်ကိုဖမ်းခေါ်ပြီးပြေးပါတယ်။ David က Griffin ခုန်ကူးသွားတဲ့အလမ်းကြောင်းအတိုင်းနောက်ကလိုက်ဝင်သွားရာကနေ Griffin ရဲ့နေထိုင်ရာအခန်းကိုရောက်သွားပါတယ်။ Griffin က David ကိုပြန်ခိုင်းပြီး Millie ကိုတွားကြည့်ဖို့ပြောပါတယ်။ David က Colosseum ကိုပြန်သွားပြီး Millie ကိုခေါ်ထုတ်ဖို့ကြိုးစားပေမဲ့ရဲတွေရဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။
David ဖန်စီထိမ့်သိမ်းထားတဲ့အခန်းထဲကိုအမျိုးသမီးတယောက်ဝင်လာပါတယ်။အဲ့ဒါကတော့ David ရဲ့အမေ Mary ဖြစ်ပြီး Mary ကထွက်ပြေးဖို့စက္ကန့်30ပဲအချိန်ရမယ်လို့တတိပေးရင်လက်ထေတော်ကိုပေးကထွက်သွားပါတယ်။ David ကလည်းအမြန်ထွက်လာတော့ရဲတယောက်နဲ့တိုးတာကြောင့်ထိုရဲကိုအီဂျစ်ကိုပို့ထားခဲ့လိုက်ပြီးမီလီကိုခေါ်သွားပြီးလေဆိပ်ကိုသွားပါတယ်။လေဆိပ်ရောက်တော့ David ကသူနဲ့အတူရှိနေရင်အန်ဒီရဲ့ဖြစ်မှာစိုးတာကြောင့်မီလီတယောက်တည်းပြန်ခိုင်းလိုက်ပါတယ်။ ရိုလန်ကလည်း David ကိုမဖမ်းနိုင်ခဲ့လို့ David အကြောင်းကိုစုံစမ်းကို David ရဲ့အဖေ William စီကိုရောက်လာပါတယ်။ ရိုလန်ကအိမ်ထဲမှာ David ရဲ့အမေ Mary ရဲ့ဓာတ်ပုံကိုတွေ့သွားတဲ့အခါအရာအလုံးကိုသုံးသပ်မိပါတယ်။တစ်ဖက်မှာလည်း David က Griffin ရဲ့စခန်းကိုပြန်ရောက်လာပြီး Paladin စီအကြောင်းမေးမြန်းပါတယ်။ Griffin က Paladin ဆိုတာဟာရှေးရခင်ကတည်းကရှိခဲ့တာဖြစ်ပြီးထိုဘာသာရဲ့အဆုံးရောက် Paladins တွေဟာခေတ်အဆက်ဂျမ်ပါရီတက်လာတာဖြစ်ပြီးသူတို့အဖွဲ့အစည်းကဂျမ်ပါရဲ့အမိသားစုကစလို့ချစ်သူတငယ်ချင်းတွေအထိလိုက်လံတိုက်ခိုက်တဲ့ပြီးဘာမှမဆိုလုံမဲ့သူတွေဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အဲနောက်မှာပဲ David ကသူ့အဖေအန်ဒီရဲ့ရှိနေပြီဆိုတာသိတာနဲ့အိမ်ကိုချက်ချင်းခုန်ကူးသွားပေမဲ့နောက်ကျသွားပါပြီ။သူ့အဖေလဲကြားနေတာတွေတွေ့လို့ David ကဆေးရုံကိုအမြန်ပို့ပေးခဲ့ပေမဲ့ William ကတော့သေဆုံးသွားပါတယ်။ဒေါသထွက်နေတဲ့ David က Mark ရှိတဲ့ထောင်လေးကိုသွားပြီး Roland ကိုဘာတွေပြောခဲ့လဲလို့ချင်းချောင်းမေးမြန်းရမှာ Mark က Millie အကြောင်းပါပြောပြခဲ့မှန်းသိလိုက်ရပါတယ်။ David က Roland ကိုကူညီတိုက်ခိုက်ပေးဖို့ Griffin ကိုတောင်းဆိုပေမဲ့ Griffin ကအတွေ့အကြုံဘာမှမရှိသေးတဲ့ David ကိုဝေးရမှာပုံနေပြီးသူတယောက်တည်းဖြည့်ရှင်းမယ်ဟုပြောလိုက်ကြောင်း David ကလက်မလျှော်ပဲ Griffin နောက်ကိုလိုက်ရင်းနဲ့ဂျပန်နိုင်ငံတိုကျိုမြို့ကိုရောက်တော့ကားတစ်စီးကိုခိုးယူကကားနဲ့ပါအတူတကွခုံနီးကြကြောင်းအန်အော်ဘနန်ဖြစ်ကဘယ်လိုလုပ်ရလဲမေးတော့အရာဝတ္ထုတွေနဲ့ခုံကူးနီးကိုပြောပြရင်းနဲ့နှစ်ယောက်သားအပေါက်လန်တီလာပြီး Paladins တီကိုအတူတကွတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့နောက်မှာတော့ David က Millie စီကိုတွားပြီး Griffin ကတော့တိုက်ခိုက်ဖို့အစီအစဉ်ဆွဲရန်အခန်းကိုပြန်ခဲ့လိုက်ပါတယ်။ Millie တိုက်ခန်းကိုရောက်တော့ Roland တို့အဖွဲ့ပါရောက်လာတာကြောင့်ရှေ့ဝေးရှင်းပြမနေပဲသူဟာဂျမ်ပါဖြစ်ကြောင်းလက်တွေပြက Millie ကအန်အော်လို့မဆုံးခင် Millie ကိုပါ Griffin ရဲ့တိုက်ခန်းကိုပါခေါ်ခဲ့လိုက်ပါတယ်။ Griffin က Millie ကိုပါခေါ်လာလို့အဖြစ်ပြောနေစဉ် Roland တို့အဖွဲ့ကခုန်ကူးရလမ်းကြောင်းအတိုင်းလိုက်လာနိုင်တဲ့ဆက်ကိုဖွင့်ကသူတို့နောက်ကိုလိုက်လာတာကြောင့် David ကပုံနေရင်နဲ့သူ့အမေပုံတဲ့အချက်လက်တွေကိုတွေ့လို့ကြည်နေခြင်းလျှက်စစ်ကြိုးတွေနဲ့ပစ်ခတ်ဖမ်းဆီးတာကိုခံလိုက်ရပါတယ်။ Roland က David ကိုတတ်ဖို့လုပ်နေခြင်း Griffin ကမိမုတ်ဆက်နဲ့တိုက်ခိုက်ပြီး Roland ကိုနေရာစုံခုန်ကူးရင်းနဲ့နီးမျိုးစုံနဲ့တိုက်ခိုက်ခါ Millie ရဲ့အခန်းထဲအထိဆက်လက်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အခန်းထဲမှာကြံခဲ့တဲ့ David ကို Millie ကကြိုးတွေကိုဖြုတ်ပေးရင်းနဲ့သူကိုပြန်ပို့ပေးဖို့ရိုက်ဖို့ကန့်ကြောက်ပြီးပြောနေခြင်း Griffin က Roland တို့အဖွဲ့ခုန်ကူးရမှာတုံးတဲ့ဆက်ကြီးကိုယူလာနိုင်ပါခဲ့ပါတယ်။အဲ့အချိန်မှာပဲ Millie ကိုလျှက်စစ်ကျိုးနဲ့ပစ်ခတ်ဖမ်းဆီးတာခံလိုက်ရတာကြောင့် David ကသူ့ဆော်ကိုကယ်တင်ခြင်းပေးမဲ့ Griffin က Roland တို့အဖွဲ့ကိုအမြင့်ပြတ်ရှင်းလင်းဖို့ Millie ရဲ့တိုက်ခန်းကိုဘုံခွဲဖို့ပြင်ဆင်ပါတယ်။ Millie ပါတေဆုံးသွားနိုင်တာကြောင့် David ကတားပေမဲ့ Griffin ကစသေးမှုအချို့လောက်ရမယ်လို့ပြောတာကြောင့် David ကဘုံခွဲဆက်ရဲ့ထိန်းချုပ်ခလုတ်ကိုလူယူကထွက်ပြေးတော့ Griffin ကနောက်ကနေလိုက်တိုက်ခိုက်ပါတယ်။ဂျမ်ပါနှစ်ယောက်တိုက်ခိုက်တာဖြစ်လို့ကမ္ဘာအနှံ့နေရာမျိုးစုံကိုခုန်ကူးတိုက်ခိုက်ကြရင်းနဲ့နောက်ဆုံးမှာတော့ David က Griffin ကိုလျှက်စစ်ဓာတ်အားပေးတောင်ကြားထဲမှာပိတ်မိအောင်လုပ်ပြီးအနိုင်ယူနိုင်ခဲ့ပါတယ်။ David က Millie စီကိုရောက်တဲ့အချိန်မှာတော့လာမာကိုထိနေတဲ့တဖက်အဖွဲ့ကလျှက်စစ်ကြိုးတွေနဲ့ဖိတ်ခတ်ဖမ်းဆီးလိုက်ပါတယ်။အဲ့အချိန်မှာပဲ David က Millie ကိုမကြောက်ခုပြောကရှိသမျှစွမ်းအားတွေကိုအကုန်ထုတ်ပြီးတိုက်ခန်းတစ်ခုလုံးကိုသူတို့နဲ့အတူရေကန်ထဲခုန်ကူးလိုက်ပါတယ်။အဲ့ကနေစာကြည်တန်းတွေကိုထပ်မံခုန်ကူးလိုက်ပြန်ပါတယ်။ထိုခိပြက်ကို Millie ကအံ့ဩနေချိန် Roland လည်းပါလာတာကိုတွေ့တော့ David က Roland ကိုတတ်မဲ့အစား Grand Canyon ရဲ့6ကမ်းပါးရံကဂူတစ်ခုထဲမှာထားခဲ့လိုက်ပါတယ်။ရက်အနေငယ်ကြာပြီးတဲ့နောက်မှာ David ကသူ့ကမီ Mary နဲ့နှင်းဖုံးနေတဲ့ Deva ကိုလိုက်သွားခဲ့ပါတယ်။ Mary က David ကိုတွေ့တော့သူမဟာ David ကိုမချစ်လို့ထားခဲ့တာမဟုတ်ပဲ David ဟာ9နှစ်သားအရွယ်တင်တော့ခုန်ကူးသူမှန်းသိခဲ့ရပြီးသူကိုယ်တိုင်လည်း Paladin အဖွဲ့ဝင်ထိနေတာကြောင့် David ရဲ့ဝေးရာကိုထွက်သွားရတာဖြစ်ကြောင်းရှင်းပြပါတယ်။အကြောင်းစုံသိရတဲ့နောက်မှာတော့ David ဟာအပြင်မှာစောင့်နေတဲ့ Millie နဲ့အတူထွက်ခွာသွားပါတော့တယ်။ဇလန်းလေးကတော့ပြီးပါပြီဗျာ။ဒီဇလန်းရဲ့ဇာတ်သိန်းကိုကြည့်ပြီး Season 2စောင့်နေတဲ့ကျွန်တော်အဖေကတော့ကျွန်တော်ကိုမွေးပြီးလို့မြေးတောင်ချီရပါတော့မယ်။အခုထိတော့မထွက်သေးပါဘူး။